ဒီမွေးနေမှာဖယားတော့ကြောက်တပါဒီမွေးနေမှာလာဆုံးမဲမဲနာနာလိုချင်တာတွေကိုဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုတစင်ဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်ကနေဒီကနေ့ဇွန်လ29ရက်နေ့မှာမွေးနေ့ပြည့်မြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစီအစဉ်ကနေပြီးတော့ထုံနှွင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အမတရားနေ့အစီအစဉ်ကနေပထမဆုံးဆူတောင်းပေးခြင်းတဲ့မွေးနေ့ရှင်ကတော့ရန်ကုန်မြို့မှာနေတဲ့ဦးစီးမှုကိုအောင်ဖြိုးရဲ့ဒီနေ့မှပြည့်မြောက်တဲ့35နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ကိုအောင်ဖြိုးရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မန္တလေးမှာနေတဲ့အမတ်စပယ်ကပါဝင်တောင်းဆိုပေးသွားပါတယ်ရှင်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးကတော့လူမျိုးကြီးဖြစ်ပါစေဆိုပြီးမွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးသွားပါတယ်။ထပ်မံပြီးတော့ဆုတောင်းပေးရအောင်မဲ့မွေးနေ့ရှင်ကတော့ဟင်းတရမာနေတဲ့ကိုကောင်းစောဟင်ရဲ့ဒီနေ့မှပြည့်မြောက်တဲ့34နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးသွားတာဖြစ်ပါတယ်။ကိုကောင်းစောဟင်ရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့သက်ဆိုင်သူရွှေစင်ဦးကပါဝင်တောင်းဆိုပေးထားပါတယ်။ဒီနေ့မှမွေးနေ့ပြည့်မြောက်တဲ့ရန်ကုန်မှာနေတဲ့ဦးစီးမှုကိုအောင်ဖြိုးနဲ့ဟင်းတရမာနေတဲ့ကိုကောင်းစောဟင်ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါတယ်ရှင်။ဒီနေ့မွေးနေ့လေးကနေစပြီးတော့ကျမ်းမာပျော်ရွှင်ပါစေလူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရရှင်အမတရားနေ့အစီအစဉ်မှာထပ်မံပြီးတော့ဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ရန်ကုန်မြို့ Star FM ကညီမလေးခိုင်ဝင်းသူရဲ့ဒီနေ့မှပြည့်မြောက်တဲ့25နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားပါတယ်ညီမလေးခိုင်ဝင်းသူရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မန္တလေးမှာနေတဲ့ဆီယမရှိန်ရှိန်ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။မွေးနေ့ရှင်အတွက်ဆုတောင်းစကားလေးကအမြဲတမ်းသတိရပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါပေးသွားပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နေပြည်တော်မှာနေတဲ့ညီမလေးအီမွန်ဆိုရဲ့ဒီနေ့မှပြည့်မြောက်တဲ့23နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးအီမွန်ဆိုရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ချေရတဲ့မိသားစုတွေအားလုံးကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြည့်မြောက်တဲ့ရန်ကုန် Star FM ကညီမလေးခိုင်ဝင်းသူနဲ့နေပြည်တော်မှာနေတဲ့ညီမလေးအီမွန်ဆိုတို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါတယ်ရှင်။တာယာပျော်ရွှင်မွေကောင်းတဲ့မွေးနေ့ရမြတ်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလုပ်ခိုင်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေပေးလိုက်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ပါလေလေချစ်ချင်းရဲ့နှစ်ပတ်လည်ပြောလေးတဲ့နေ့ရလေဒီနေ့မှဆောင်းနောင်လာမယ်လင်းကြစွာခိုင်နေတဲ့တွေ့လာတဲ့ငါတို့ရဲ့အိမ်မလေးချစ်ချင်းရဲ့နှစ်ပတ်လည်ချစ်ချင်းလေးတောင်းထားရဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ဟိုပုံးမှနေတဲ့ဝေဝေနှင်းမဲ့ဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူမျိုးတောင်းထင်းနဲ့ဒီနေ့မှပြည့်မြောက်တဲ့2နှစ်နဲ့9လပြည့်ချစ်သက်တမ်းအတွက်ကိုကိုယ်တိုင်ပဲပါဝင်တောင်းဆိုသွားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေကတော့ကိုကိုဟိုတဲ့အမြဲထာဝရချစ်သွားပါမယ်ဆိုပြီးတော့စကားလက်ဆောင်တွေပါပေးသွားပါတယ်ရှင်။ဒီနေ့မှနှစ်ပတ်လည်ပြည့်မြောက်ကြတဲ့ချစ်သူဆုံးတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးကနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံနှင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။The CFM ပရိသတ်တွေအားလုံးကအမတရားနေ့အစီအစဉ်မှာကိုယ့်ရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းဖုန်းနံပါတ်3933631639နဲ့399899399955တို့မှာ
3 ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သစင်ဖန်ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။